ဒီနေ့ပြောပြချင်တာကတော့လေလူသားကိုင်းရဲ့စိတ်ချင်းမှာကိန်းအောင်နေတဲ့အကြောင်းအရာတစ်ခုကိုအရန်ကောင်းတဲ့သင်ခန်းစာပေးထားတဲ့ရှင်းမြတ်မှာပုံမြင်လေးသဘောအကြောင်းပါပဲအဲ့တော့ဒီပုံပြင်တစ်ခုလုံးရဲ့အဓိကမေခွန်းကဘာလဲဆိုတော့လေမတော်လောဘရဲ့တကယ်တံပိုးကဘာလဲဆိုတာပါပဲဆိုတော့ဒီဇလန်လေးနေတဲ့ဒီစစ်အဖြေကိုအတူတူရှားကြည့်ကြတာပေါ့ ဇလန်းလေးကိုအစပြုရမယ်ဆိုရင်ဟိုးရှိတုန်းကပေါ့မာယာပြီးဆိုတဲ့တာယာပြောတဲ့ကျိုင်းပြည်ကြီးတကူမှာဥက္ကကပယံကြီးအုပ်စိုးနေခဲ့တယ်။အဲ့ဒီမင်းကြီးမှာလေတားတော့ခုနှစ်ပါးလုံးရှိပြီးတော့အားလုံးကိုမင်းသားကောင်းတယောက်မှာရှိတဲ့ရှိထိုက်တဲ့ပညာရက်တွေရောကောင်းမွန်တဲ့အကျင့်တရားတွေပါပြည့်စုံအောင်သင်ကြားပေးထားတယ် ကဲဒီလိုနဲ့တနေ့မှာပေါ့တားတော့အကြီးဆုံးကတောတဲ့ကိုစူးစမ်းရှာဖွေဖို့ထွက်လာခဲ့တယ်တောနဲ့ကြီးတဲ့ကိုရောက်သွားတဲ့အခါမှာသူကထူးထူးဆန်းဆန်းအရာတစ်ခုကိုတွားတွေ့ဘာလဲဆိုတော့တပ်ပင်တစ်ကိုင်းတွေကလေကားထက်တီလိုမျိုးအပေါ်ကိုအဆင့်ဆင့်တက်သွားလာကိုအံ့ဩတတိတွေ့လိုက်ရတာပဲအဲ့ဒီမှာတဲ့မင်းသားလဲစူးစမ်းခြင်းစင်နဲ့အပေါ်ကိုတက်ကြည့်တော့တာပေါ့ အပေါ်ဆုံးကိုရောက်သွားတဲ့အခါမှာဒူပါတွေ့လဲဆိုတော့မျက်စိတောင်ကျင်းွားလောက်အောင်တောက်ပနေတဲ့ကူပါဝါကြီးတစ်ခုပေါ့အထဲဝင်ကြည့်လိုက်တဲ့အခါမှာတော့အိုဟိုယတနာတွေကအပြည့်ပဲဒါပေမဲ့ထူးဆန်းပြီးကြောက်စရာကောင်းတာကအဲ့ဒီယတနာပုံလေးကြားထဲမှာလူရိုးစုတွေလည်းရှိနေခဲ့တာပဲ အဲ့ဒီရတနာတွေနဲ့မွမ်မန်ထာနဲ့ပတ်လင်းပေါ်ကိုသူထိုင်ချလိုက်တဲ့အချိန်မှာပဲသူစိတ်ထဲကိုလောဘစိတ်ကဝင်လာပါလေရောဟာဒီရတနာတွေတားရရင်ငေါ့ဘာသာတိုင်းပြည်တစ်ခုတောင်ထူထောင်လို့ရလောက်တယ်ဆိုတဲ့အတွေ့ဝင်လာတဲ့အဲ့ဒီခိုက်တက်မှာပဲသူရဲ့စင်ချင်းတုံးတရားကလောဘရဲ့အောက်ကိုလုံးဝရောက်သွားတော့တာပဲ အဲ့ဒီလောဘစိတ်ဝင်လက်တာနဲ့တပြိုင်နက်ပဲကြောက်စရာကောင်းတဲ့အကျိုးဆက်ကချက်ချင်းပေါ်လာတော့တာပဲမင်းသားရဲ့လူသားခန္ဓာကိုယ်ကနေကြောင်မက်ဖရယာဘီလူးတစ်ကောင်အဖြစ်ချက်ချင်းဆိုလို့ပြောင်းလဲတော့ပါတော့တယ် ဒါပေမဲ့လေဒီဂျမာဆိုကအမေတော်ကြီးတယောက်တည်းနဲ့ရမသွားခဲ့ဘူးတကယ်တော့ဒါကအဆက်ပဲရှိသေးတယ်သူ့ရဲ့အဖြစ်ကနောက်ဆက်တွဲကျူရမယ့်ဝမ်းနည်းစရာတန်တရားတစ်ခုရဲ့အဆက်ပြိုးခြင်းပဲဖြစ်ခဲ့ပါတယ် ဘယင်ကြီးကပထမသားတော်ကိုဘီလူးတက်သွားပြီလို့ထင်ပြီးတော့ဒုတိယမင်းသားကိုလွှတ်လိုက်ပြန်ရောဒါပေမဲ့ဖြစ်ချင်တော့ဒုတိယမင်းသားလည်းဂူထဲရောက်ရချနာရီမြင့်လောဘချက်ပြီးဘီလူးဖြစ်တေဆုံးအဲ့ဒီတိုင်းပဲဒီလိုနဲ့ပဲနောက်ထပ်မင်းသား၄ယောက်တယောက်ပြီးတယောက်အားလုံးအတူတူကျမဆုနေပဲကြုံခဲ့ကြရတာပေါ့ နောက်တော့6ယောက်လုံးအဲ့ဒီလိုကြာမဆိုးနဲ့ဂျုံပြီးတဲ့နောက်မှာတော့အားလုံးရဲ့မျှော်လင့်ချက်ကအငယ်ဆုံးမင်းသားလေးအပေါ်မှာပဲစုပုံနေတော့တာပေါ့အခုသူကိုကူးတဲ့ကဘီလူးဆိုတာကြီးကိုတွားရင်ဆိုင်ဖို့လွတ်လိုက်ပြီးသူ့ရဲ့ခရီးကဒီချိန်စာကြီးကိုအဆုံးသက်ပေးနိုင်မလားဆိုတဲ့နောက်ဆုံးစမ်းသပ်မှုတစ်ခုပါပဲ မင်းသားလေးဂူထဲကိုရောက်သွားတဲ့အခါသူတွေးလိုက်ရတဲ့မြင်ကွင်းကတကယ်ကိုရင်နာစရာပါပဲသူ့နောင်တော်ရဲ့အယိုးစုတွေပြို့ပတ်လင်းပေါ်မှာတင်နေတဲ့ဘလူးတကောင်အဲ့ဒီမှာတင်သူကြောက်မက်ဖွယ်အမှန်တရားကိုသဘောပေါက်သွားတယ်ဒီဘလူးဆိုတာတခြားသူမဟုတ်ဘူးသူရဲ့နောင်တော်ရင်တဘောပါပဲဖြစ်ရမယ်ဆိုတာကိုပေါ့ ဒါပေမဲ့လေအငယ်ဆုံးမင်းသားလေးတောင်မှအဲ့ဒီသွေးဆောင်မှုကိုအပြည့်အဝမလွန်ဆန်နိုင်နိုင်ဘူးကျင်းစားတဲ့နေတဲ့ပတ်လစ်မသူထိုင်ချလိုက်တဲ့အခါသူစိတ်ထဲမှာလည်းနောင်တော်တွေလိုပဲလောဘစိတ်ကဝေးလာတယ်နောင်တော်တွေကိုလည်းရှာမတွေ့တော့ဘူးဒီတော့ဒီယတနာတွေကိုငါနိုင်တယ်လို့တော့ယူသွားမှာတယ်ဆိုပြီးတွေးလိုက်မိတယ် အဲ့ဒီအတွေ့ဝင်လိုက်တာနဲ့တပြိုင်နက်သူ့ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစဖြစ်လာတော့တာပဲအရေပြားပေါ်မှာအမွေးချမ်းတွေပုံလာသလိုခံစားရတယ်ပါဇက်ထဲမှာလည်းအဆွေချွင်းတွေထွက်လာပြီသူ့နောင်တော်ရဲ့လမ်းကိုအတိအကျလိုက်နေမိပြီဒါပေမဲ့လူဖေလုံးမပြောင်းလဲသွားခင်နောက်ဆုံးစက္ကန့်ပိုင်းလေးမှာပဲသူ့စိတ်ထဲမှာအမတ်တရတစ်ခုကဝင်ကနေပေါ်လာခဲ့တယ် အဲ့ဒါကဘာလဲဆိုတော့သူ့ခမဲတော်ဘီရင်ကြီးရဲ့ဆုံးမစကားတစ်ခွန်းပဲမတော်လောဘကလူကိုဘီလူဖြစ်စေနိုင်တယ်အမြဲတမ်းတတိနဲ့နေကြဆိုတဲ့စကားတန်ကိုပြန်ကြားရောင်လာခဲ့တာပါ အဲ့ဒီမှာရင်မင်းသားလေးကအဖြစ်မှန်အောင်လုံးကိုချက်ချင်းသဘောပေါက်သွားတော့တယ်ဟုတ်ပြီသူ့နောင်တော်တွေကိုခုထဲကဘီလူကတက်ခဲ့တာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကဘီလူဖြစ်သွားခဲ့ကြတာသူတို့ရဲ့လောဘစိတ်ကြောင့်ပဲ ဒီလိုတရားဝင်လာတာနဲ့တပြိုင်နက်မင်းသားလေးကလက်ထဲကယတနာတွေကိုလွန့်ပစ်လိုက်တယ်ပလင်ပေါ်ကနေချက်ချင်းထလိုက်တယ်သူရဲ့လောဘစိတ်ကိုသူ့ကိုယ်တိုင်တိုက်ထုတ်ငင်းပယ်လိုက်တဲ့အခါမှာအံ့ဩစရာကောင်းစွာပဲအဲ့ဒီကြောက်စရာပြောင်းလဲမှုတွေကပြောင်းပြန်ဖြစ်သွားပြီးသူဟာမူလမင်းသားလေးပုံစံတိုင်းတွန့်ဖြစ်သွားပါတော့တယ် ဒီလိုနဲ့ပဲအငယ်ဆုံးမင်းသားလေးကနန်းတော်ကိုရွှေတွေငွေတွေနဲ့ပြန်လာခဲ့တာမဟုတ်ပါဘူးသူ့မှာပါလာတာကအဲ့ဓာတွေထက်အများကြီးပိုတန်မိုးရှိတဲ့ပညာဉာဏ်ပါပဲအကြီးမားဆုံးစမ်းသပ်မှုကိုအောင်မြင်ခဲ့တဲ့အတွက်သူဟာတိုင်းပြည်ရဲ့တကယ်ထိုက်တဲ့နဲ့အမွေဆက်ခံသူthiếtတတ်မှတ်ခြင်းခံခဲ့ရပါတော့တယ်ကဲဒါဆိုဒီပုံမြင်လေးကနေဘာတင်ငန်းစားကြီးရနိုင်လဲဆိုတာကိုအချင်းချုပ်ကြည့်ကြရအောင်ပထမတစ်ခုကလောဘဆိုတာလူတစ်ယောက်ကိုလုံးပြောင်းလဲသွားစေနိုင်တဲ့စွမ်းအားရှိတယ်ဒုတိယကရုပ်ဝတ္ထုပစ္စည်းဥစ္စာဆိုတာထောင်ချောက်တစ်ခုဖြစ်နိုင်တယ်
အဲ့ထောင်ချောက်ကနေလွတ်မြောက်ဖို့တခုတည်းသောဖြည့်စဲကတော့မိမိကိုယ်ကိုတည်ရှိနားလဲခြင်းပါပဲနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့တကယ်စစ်မှန်တဲ့အမွေဆိုတာရွှေငွေရတနာတွေမဟုတ်ဘူးပညာဉာဏ်သာဖြစ်တယ်ဆိုတာပါပဲ နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်လူတိုင်းရဲ့ဘဝမှာကိုယ်စီစဉ်ဆိုင်စားရမင်းသွေးဆောင်မှုတွေကိုယ်မနဲ့ရွှေကူတော်တွေရှိတတ်ကြပါတယ်ဆိုတော့စဉ်းစားကြည့်ရမှာကကျွန်တော်တို့ရဲ့ဘဝမှာတော့အဲ့ရွှေကူတော်ဆိုတာကဘာဖြစ်နိုင်မလဲ